Hi ဘန်ကောက်မှာတစ်နှစ်ကိုတစ်ခါပဲမြန်မြန်ဆိုင်ကျင်းပတဲ့အကြီးဆုံးဖျားပွဲစည်းရင်းဖြစ်တဲ့ပတ်နန်းဖျားပွဲစည်းရင်းကြီးကိုကင်မြောက်ခဲ့ပါတယ်။ရန်ကုန်မှာလုပ်တဲ့ရေကျော်ဖျားပွဲစည်းနဲ့မန္တလေးမှာဆိုရင်ကျောက်တော်ကြီးဖျားပွဲစည်းတို့နဲ့ဒီဘန်ကောက်မှာရှိတဲ့ပတ်နန်းဖျားပွဲစည်းတို့ဟာဘာတွေကွာခြားမှုရှိလဲဆိုတာဗီဒီယိုလေးမှာဆက်ကြည့်လိုက်ပါနော်။ဘန်ကောက်ရဲ့ဖျားပွဲစည်းရင်းတွေကိုသွားတာကြိုက်တဲ့တကူကတော့ဘန်ကောက်မှာရှိတဲ့ street food အစားအစာတွေတော်တော်များများကိုဒီပွဲစည်းရင်းတွေမှာအကုန်တနေရာထဲမှာစုံလင်စားရတာလေးကိုသဘောကျပါတယ်။ခုနောက်ပိုင်းထိုင်းမှာမြန်မာမုန့်တွေကိုထိုင်းနေတာသူတို့ရဲ့ပုံစံမျိုးပြုပြင်ပြီးပြန်ရောင်းနေရများတော့စိတ်တော့မကောင်းဘူး။ဒီပွဲစည်းထဲမှာဆိုရင်ထိုင်း local တွေကြားထဲမှာနာမည်ကြီးရဲ့ TikTok ဆယ်လီတွေဖွင့်ထားတဲ့ဆိုင်တွေလည်းတော်တော်များများတွေ့ရတယ်။အဲ့လိုဆိုင်တွေဆိုရင်တော့လူတွေကတန်းစီပြီးတော့ကိုချိတ်တိုးဝယ်ကြတယ်။စားလို့လည်းတကယ်ကောင်းပါတယ်သူတို့ဆိုင်တွေကလေ။ဖျားပွဲစည်းတန်းဆိုပြီးတော့ဆိုင်တွေကပစ္စလက်ခတ်တော့ဖွင့်ထားတာမဟုတ်ဘူး။တန်ရှင်းတက်ရရှိရဲ။ဆိုင်တွေကလည်းသူ့ရဲ့ဆိုင်ရဲ့ theme လေးနဲ့သူပြင်ဆင်ထားပြီးမှဖွင့်ကြတာပေါ့နော်။ဒီပွဲစည်းတန်းတွေကိုရောက်ရင်အမြဲတမ်းလုပ်ရတဲ့အရာတစ်ခုကတော့အမြဲတမ်းစိတ်ထိန်ရတာပါမြင်သမျှဆိုင်တွေ့သမျှဆိုင်တွေကနေပြီးတော့ဝယ်ပြီးတော့စားကျင်နေတဲ့စိတ်ကိုတော်တော်ထိန်းယူရပါတယ်။ပွဲစည်းတိုင်းကြီးကတော်တော်ကြီးကိုရှည်လို့ဆိုင်ငန်းတွေကလည်းအများကြီးစားစရာတွေကလည်းတကယ်ကိုအများကြီးပါပဲ။ဖျားပွဲစည်းတန်းမှာအစားအသောက်တွေပဲရောင်းနေဆိုင်တွေပဲရှိတာမဟုတ်ပါဘူး။လူသုံးကုန်ပစ္စည်းရောင်းနေဆိုင်တွေ fancy ဆိုင်တွေအင်ဂျီတွေဘောင်းမီတွေရောင်းနေဆိုင်တွေပြီးတော့ဒါမျိုးတရိတ်ဆန်လေးရောင်းနေဆိုင်တွေလည်းရှိပါသေးတယ်။ဖက်နက်ဖျားပွဲစည်းတန်းကဘန်ကောက်မြို့ရဲ့အကြီးဆုံးပွဲစည်းတန်းဖြစ်လို့လူကတော့တော်တော်လေးကိုတိုးရပါတယ်။ပွဲစည်းတန်းမှာရောင်းနေတဲ့ပစ္စည်းတွေကလည်းပွဲစည်းနေ့မှာရောင်းတာဆိုပြီးတော့ဈေးတွေကိုမတင်ထားဘူးဂျင်းမထည့်ဘူးပေါ့နော်ပြီးတော့ဘန်ကောက်ရဲ့ဖျားပွဲစည်းတိုင်းမှာတွေ့ရတော့ဒီဝက်ကလေးတွေပါပဲသူတို့လူဦးဝယ်ပြီးတိုက်လို့ရတယ်ပေါ့နော်ကင်ကအရန်ကိုတနာတယ်သူတို့ဒီကပွဲစည်းတန်းတွေမှာလည်းမြန်မာပြည်ကပွဲစည်းတန်းတွေလိုပဲမြားပေါက်တာဘောလုံးပေါက်တာတနက်ဖြစ်တာဒါမျိုးတွေရှိပါတယ်ပြီးတော့နောက်တစ်ခုသူတို့စီမှာဆိုတာဘင်ကိုဆိုတဲ့လောင်းကစားဂိမ်းလေးတစ်ခုဆော့ကြရတယ်ပေါ့နော်မြားဖြစ်တာတော့ဘာလို့ဆိုရင်လည်း3ချောင်းမှ90တို့သူကတစ်ချောင်းမှန်တာနဲ့လည်းလက်ဆောင်ရတယ်2ချောင်းမှန်ရင်လက်ဆောင်တာတစ်မျိုး3ချောင်းမှန်ရင်တော့လို့အယုတ်ကြီးတွေရတာပေါ့နော်အယုတ်ကြီးတွေကလည်းရမ်းမိုက်ပါတယ်ဒီပတ်တန်းဖျားပွဲစည်းတန်းကြီးမှာတော့နေရာလေးတို့သူ့နေရာနဲ့သူလေးခွဲပေးထားရပေါ့နော်အစားအသောက်တွေရောင်းနေတာတလန်ခုနလိုတနက်ပြစ်တာအများပြစ်တာတွေဆော်ရတဲ့နေရာလေးကတနေရာလုပ်ပေးထားတယ်နောက်ထပ်မြန်မာပြည်မှာလိုပဲဒီမှာကလေးတွေကစားဖို့အတွက်ပျော်အီလေးထိုးကစားခွင့်တွေရှိတယ်စီးစရာချားရက်ကြီးလည်းရှိပါသေးတယ်တရေအိမ်ထဲကိုဝင်ရတာကြိုက်တဲ့သူတွေအတွက်လည်းတရေရထားစီးလို့ရပါသေးတယ်။ဝယ်ခင်းထဲမှာပဲတရေအိမ်လေးကိုယာယီဆောက်ထားပြီးတော့အထဲမှာဒါမျိုးရထားလေးနဲ့ပတ်ရတာပေါ့နော်။ကျန်းနာမှာစီးကျင်တဲ့သူတွေအတွက်ဆိုရင်လည်းဒါမျိုးအကျန်းစားစီးစရာကြီးတွေလည်းရှိပါသေးတယ်။ဒီပွဲမှာပြောဆုံးကတော့အဆက်ကိုင်းနဲ့ဝန်ထမ်းတွေလိုပဲထင်ပါတယ်။တောက်လျှောက်ကတာပေါ့နော်။ပြီးတော့ပင်လယ်ဓမြလှေလည်းရှိပါတယ်။ဒီကစီးစရာတွေကိုကြည့်ရတာလေလို့ခိုင်ခန့်တောင်းတင်းရှိရဲတန်ရှင်းတက်ရလည်းရှိရဲတော်တော်လေးကိုမိုက်ပါတယ်ပေါ့နော်။မြန်မာပြည်နဲ့ဘန်ကောက်ရဲ့ပွဲစည်းတန်းတွေရဲ့ကွာချက်ကဘာဖြစ်မယ်ထင်လဲကင်ကို comment လေးရေးခဲ့ပေးပါအောင်နော်။ဘာတွေဘယ်လိုပဲကွာခြားကင်တော့ကတော့ကိုချေရတဲ့သူရဲ့လက်ကိုဆွဲပြီးတော့သွားခဲ့ရတဲ့ပွဲစည်းတန်းကတော့အပြောအဆုံးပါပဲ။ Thank you for watching ပါ bye bye